ကိုနေတဲ့အိမ်မှာပဲအိမ်ချက်မျိုးအပြည့်အဝလေးလာနိုင်ဖို့စမ်းသစ်တဲ့နီလန်းကိုသိချင်ပါတယ်လား360 degree နီးပညာဆိုရင်တော့အိမ်ချက်မြေကဏ္ဍကိုပြောင်းလဲနေပါပြီဆိုတော့ဒီနေ့မှာတော့360 degree နီးပညာဆိုရင်အိမ်ချက်မြေကဏ္ဍမှာရောင်းသူဝယ်သူတွေအတွက်ဘယ်လိုမျိုးအကျိုးပြုလဲဘယ်လိုအကျိုးကျေးဇူးတွေရှိလဲဆိုတဲ့ဟာကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ကတော့အိမ်ချက်မြေ virtual tour ပဲဖြစ်ပါတယ်ဒီကိုယ်တိုင်နေရာရွေ့စရာမလိုဘဲနဲ့အိမ်တစ်အိမ်လုံးကိုနက်နက်ဆက်ဆက်ကြည့်ရှုနိုင်မဲ့နီးပညာရှိနေပါပြီဒီ360 degree virtual tour အသုံးပြုခြင်းအပြင်မိမိဖုန်းထဲကနေပဲအိမ်တစ်အိမ်လုံးကိုတစ်ခန်းဝင်တစ်ခန်းအတွက်လွယ်ကူစွာကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ဈေးကွက်ကိုထိရောက်စွာပုံဖော်နိုင်ခြင်းပဲဖြစ်ပါတယ်တင်ရအကျိုးဆောင်တစ်ယောက်ဆိုရင်ကိုယ့်ရဲ့အယောင်စီးရင် data တွေကို online ပေါ်မှာတင်တဲ့အခါမှာရိုးရိုးဓာတ်ပုံတင်ခြင်းတက်ဒီ360 degree ဓာတ်ပုံတွေဗီဒီယိုတင်ခြင်းအပြင်အဝယ်တွေကိုပုံမှုဆွဲဆောင်နိုင်ပြီးတော့မှအယောင်ဝယ်တွေကိုလည်းပြင်းပြင်းဆက်ဆက်ဖြစ်စေနိုင်ပါတယ်တတိယတစ်ချက်အနေနဲ့ကတော့စောက်လို့မပြီးတဲ့အိမ်တွေစီမံကိန်းတွေကို 3D design ဆွဲပြီးတော့မှ360နဲ့လက်တွေ့ပုံဖော်ကြည့်ရှုနိုင်ခြင်းပဲဖြစ်ပါတယ်ဒီကိုယ်တိုင်ဝယ်ယူထားတဲ့အိမ်တို့မို့စီမံကိန်းတွေမှာစောက်လို့မပြီးတဲ့အခါမှာတို့မှာ 3D design တွေအရင်ဆွဲထားကြရရှိပါတယ်ဒီလို 3D design ဆွဲတဲ့အခါမှာဒီကိုယ်တိုင်360 degree နီးပညာအသုံးပြုပြီးတော့မှကိုယ်တိုင်ရောက်ရှိတဲ့လိုမျိုးတောက်စီလေးလာနိုင်မှာဖြစ်ပါတယ်။စတုထတစ်ချက်အနေနဲ့ကတော့အဝေးမှာရှိနေတဲ့လူတွေအတွက်အိမ်ချက်မြေဝယ်ယူရမှာလွယ်ကူစေတာပဲဖြစ်ပါတယ်။ဒီကိုယ်တိုင်အချိန်မရှိဘူးဖြစ်နေလားသို့မဟုတ်အဝေးရောက်နေလားဒီကိုယ်တိုင် on-site ဆေးစရာမလိုဘဲနဲ့360နီးပညာနဲ့အိမ်ချက်မြေတွေကိုတောက်စီကြည့်ရှုလေးလာနိုင်မှာပဲ။အဲ့အတွက်ကြောင့်မို့လို့လဲကိုယ်တိုင်စိတ်ချလက်ချဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။နောက်ဆုံးအချက်အနေနဲ့ကတော့ virtual reality VR နဲ့တွဲဖက်အသုံးပြုခြင်းပဲဖြစ်ပါတယ်။ဒီ virtual reality VR နဲ့တွဲဖက်အသုံးပြုခြင်းအပြင်တင်ကိုယ်တိုင်ဒီအိမ်ကိုကြည့်ရှုခြင်းနဲ့ဆိုရင် VR လေးတက်လိုက်ရုံနဲ့ကိုယ်တိုင်ရောက်ရှိသွားလို့မျိုးခံစားရစေပြီးတော့မှအသွင်းနဲ့အပြင်ကိုလည်းတောက်စစ်လေးလာကြည့်ရှုနိုင်မှာဖြစ်ပါတယ်360 degree နီးပညာဆိုရင်တော့နိုင်ငံတကာမှာအရန်ကိုလူကြိုက်များပြီးတော့မှအရန်ကိုခင်မိတဲ့နီးပညာတစ်ခုဖြစ်နေပါတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာတော့အခုမှစတင်ဖွံ့ဖြိုးလာတာပဲဖြစ်ပါတယ်ဒီလိုမျိုးအိမ်ချက်မြေနဲ့ပတ်သက်တဲ့စမ်းသစ်တဲ့နီးပညာတွေကိုထပ်မံသိရှိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ ZN Real Estate ကို follow လုပ်ထားလိုက်ပါ